အတွက်ကို surprise တစ်ခုပါလာတယ် ဘယ်ပရီဒီလာလိုက်တာ လာလေလိုက်ကိုတက်ပြီနော်လာလာ flavor ကြောင့်ချစ်ကလာတာမဟုတ်ပါဘူးချစ်ကလာပြီးသားနော် ကိုထွက်လာလဲကြာပြီညနေလဲစောင်းနေပြီဆိုတော့ချစ်တို့ပြန်ရအောင်လေ ဟုတ်တယ်ဒီနေ့လေးစောင်းနေပြန်မယ်နော်ပြန်မယ်လေသူကပြန်မယ်ပြောလာတော့ချစ်ဟုတ်တော့ဒီသွားတဲ့နေရာမရောက်သေးဘူးလားဟာဒီကောင်လုံးနဲ့ပြေးသွားတယ် အေးလေဟောဟောလာနေဟာလေခုဒီလမ်းဟောမတွေ့သေးဘူးလမ်းရှာမတွေ့ယူတယ်မဟုတ်ဘူးဟေးကန်းကိုမမြင်ရတော့တာအခုမှအမေဆုံးတိုးထဲရောက်နေသလိုပဲဘာမှကိုမမြင်ရတော့တာ မင်းတို့ကလေဟာငါလည်းသွားရလမ်းပြောက်သွားငါလည်းမတက်နိုင်ဘူးအခုအင်တာနက်လိုက်ရပါမရတော့ဘူးတိုက်တွေပတ်နေပြီငါလည်း ဘိုက်တွေလေးစားလာပြီ တေချာနဲ့ကြည့်အောင်နော်တိုင်ပတ်မနေနဲ့ဒီညဒီမှာအိတ်နေရမယ် ဟုတ်တယ် ငါကေကေထားလိုက်တော့ငါလေမုန်ကင်သွားရအောင်လာဆက်ဆက်မလား ရှိရသွား ဒီမှာလာလာ ဘာမှဆွဲပါသေးနေရတယ် 不三角恋。 ဟုတ်တယ် 哎，你说你看， ရှာအင်းနာမနော်မ 走。哎，呀，你摆来起来说说，你那么有的要的都都心里面喏。 အေးငါလည်းအဲ့လိုပဲထင်တာ ဒါဆိုငါတို့တောင်းနေတယ်မီးလာပြီပေါ့နော်မီးတာတာထောင်းဆိုတော့နောက်ကျနေပြီငါတို့မမအဲ့ရမှာလေဟုတ်တယ် 哦，没想到嘞，我说今年那么，现在就那边人家挨个家了不？ ဟဲ့ဆဲလာပြီဒီလိုတော့လေးကိုလိုက်ကြည့်ပြပါတက်တော့ရလေဟာဒီမှာသူ့လိုကောင်းလို့ရှိနေတယ်လိုက်တယ်နော်သူ့ကိုလိုက်ကြည့်ပြပါ 哦，哎，来这嘛嘞，爸。 အေးဟုတ်ပါလားမလား အေး အောင်ကျော်ဒီအောင်ဖွင့်နေပြီငါတို့သွားကြအောင် 哎，我都可以塞家门啊，说，继续咯，你这个没讲给嘛喏？
ကဲလာသွားကြမယ် အောက်တယ် ရှိမရှိရလားမသိပါဘူး ရှိပါပါတနေရာမှရှိပါပါလားဆက်သွားရအောင်ရှိပါပါရှိလို့ဘာမှမရှိပါပါတနေရာလို့ရှိပါပါလားဆက်ပြီးရှာရအောင်ဒီမင်းနေရာလေး မလေးတဲဖို့ရဖို့အဓိကလို့ဆိုရှာ ဘူးပါနဲ့ဘာလို့ခရီးလာဖက်ဖက်ကြီးတို့ကမိလားအေးတော့မိလား ဒီမှာပဲအဆင်ပြေပါပဲ တို့ဒီနီးနားမှာတောက်လို့တေးလို့ရတဲ့နေရာမျိုးမရှိဘူးလား ။အော်ဟိုဒီရွာအတော်တို့ရွာကွက်ရွာထဲမှာတော့တဲဖို့ကိုရှိမှန်းနဲ့တူတယ်။ဒါတော့သွားကြည့်လိုက်ပြီနော် ဟုတ်အတော်လို့ရွာဆိုတော့ငါတို့ရန်နေလို့ခေါ်တယ်ဒီကူ ။အော်ရွာနာမည်ကအောင်တရီရွာလို့ခေါ်တယ်။ရွာကတော့ရွာကြီးပါပဲ။ရွာထဲမှာလေဟိုတဲတဲ့အိမ်ကြီးတော့ရှိမှာပါ။ဒါတို့ဒီလမ်းတိုင်းသွားလိုက်ပြီနော် မိုးလေးရှုပ်ကနေပြီဆိုတော့ရွာကိုတောက်လို့နဲ့တခါလေးလိုက်ခဲ့ပါလားလို့ လက်ခိပါလားအတူကြီးတမီးတို့နဲ့တခါလေးလေ ။အတော်မလိုက်ပါဘူး။အတော်အိမ်ကဒီရွာထိတ်ကလေးတယ်နော်။အဲဒါတို့တမျိုးတော့သွားကြ ဟုတ်ဒါဆိုရင်တမီးတို့သွားလိုက်အောင်မယ်ရှက် ။ဟေး ခွင့်ပြုပါအောင်နော် အေးဘီယူဆိုင်သွားနော် မင်းညာအေးလေးတွေပါလို့တိုင်ချီလေးလေးကအဲ့ဒါကြာလာလေးဆိုင်တယ်မော်လေချင်ရလဲကြိုက်နားတော့ဘာလို့လဲမသိကြားလေခါတာဆိုလေတိကျမှာပေါ့ ကဲမင်းမကြီးမတော့တိခံလက်စမ်းဆက်ပြီးတိခံအောင်ငါတို့တိုးထမှနေရထိုင်အောင်မှာ အေးတီးခံလက်စားနဲ့တီးခံဆိုနေတို့လည်းပါတယ်နော်နေတို့ကငါတို့ရဲ့ပါရမီဖြစ်ပတ်တည်းဆိုတော့ ကဲစားကြအောက်ကြ အောင်ကြောဘောတော့လာမှာ ကဲငါလေးလိုက်ခဲ့မယ်လေ နည်းနည်းလာခဲ့ကြအောင်နော် ပါ နေတို့ကလည်း ။ဒါလမ်းကိုလည်းပြန်သွားတယ်။အော်ရင်လည်းရက်ရင်လည်းနားရင်သိလိမ့်မယ်။ဒါလမ်းကိုလည်းပြန်သွားရင်ပြန်ရက်ရင်လည်းမနာနဲ့နားရင်သိလိမ့်မယ်။ဒါလမ်းကိုလည်းပြန်သွားရင်ရက်ရင်လည်းနားရင် ကြောက်တော့ဒီဘာရက်လုံးလဲ လမ်းမှာ လမ်းမှာဖြစ်တာ ဘာမှမဟုတ်ဘူးကွာအဲ့ကြောင်းအားလေးများတော့ခုမှအဲဒီမှာမင်းခုနတုန်းကဟိုတိုင်းမှာလေအဲ့ဒီဘာဖြစ်ငါတို့လာတော့လက်မတွေ့တဲ့အတူလေလာရလန်းလေးမသွားနဲ့သွားပြီးရင်လေမရက်နဲ့ရက်ရင်မနာနဲ့နားရင်သေးလိမ့်မယ်အဲ့တော့မင်းပြောမလို့သူ့ကိုလှမ်းကြည့်လိုက်တော့ तू ကမချိတော့ဘူး အစရဲမရှိရလဲဖြစ်နိုင်တယ်မင်းဆိုတဲ့ကောင်နေကင်းကြောင်တော့အိမ်မက်တယ် အခုတော့ရှိနေနော် အခုရှိရတော့စားလိုက်မယ်လေ ဟမ်နင်ကလေငါအကောင်းပြုလို့ဟာအေးလေစားဆက်ကြသူပြောတယ်လာရလမ်းသိတယ်မတော်နဲ့သွားပြီးရင်လည်းမရှင်းနဲ့ရက်မီးရင်လည်းမနာနဲ့နားမီးပြေတတ်တယ်ဆိုတာဟေးငါတို့တွေရှောင်ရှားစရာတွေရှောင်ရှားလို့ရအောင်တတိယနေမှဖြစ်နေနော် မလေးရှောင်းနဲ့ရှားတဲ့အလောက်ကဇော်ဦးလို့ဇော်ဦးကဖောင်းနေပုံကြီး အောင်တော့
အေး နင်ပြောတော့ဒီညဆိုသိစားလို့လား ငါလေသိကြပါတယ်ဒီမှာဒီနေ့အတိတ်ကြပဲဟုတ်မင်းလားဟုတ်ခဏလေးဟိုမလူတယောက်တွေ့တယ်ဟောငါသွားမေးကြည့်လိုက်မယ်ဟုတ်သွားလိုက်မယ်နော်ဦးလေးဟေးခုနမေးလို့ရမေးငါလို့ဦးလေးဒီနေရာလေးကိုသိလိုက်ရင် ဒါအောင်တပြေတော့ပဲငါတူ ဟိုဒီနေရာလေးဘယ်လိုသွားမှာလဲ ငါတူအောင်တပြေတော့သွားမယ်ဆိုရင်ဒါရလမ်းကိုပြန်သွားပြီးတော့မှလမ်းဆုံးတွေ့လိုက်မယ်လမ်းဆုံးတွေ့တာနဲ့ညာအောင်ကွေးလိုက်ညာအောင်ကွေးရတာနဲ့ငါတူတို့သွားချင်အောင်တပြေတော့ဆိုရောက်ပြီငါတူတော့အောင်တပြေတော့ကိုသွားကြမှာလား ဟုတ်တယ် ဟိုငါတူတော့အောင်တပြေတော့ကိုသွားကြမှာဆိုရင်ဟိုစကားပြောတာကစင်းပြောကြနော်ဟိုစားတော့ထားတဲ့ဒီပြနဲ့သွားကြနော် ဟုတ်တယ်မလို့ကြိုလာပြီဒါရလမ်းချက်ပြန်ပြောင်းရမှာအဲ့ဒီချင်းချင်းလုံးပြန်ပြောင်းရအောင်တော့တို့ရခဲ့တဲ့တက်တင်မလားဒီမှာတမျိုးကြီးပဲ ဟုတ်တယ်ဒါငါတို့ရောက်ခဲ့တဲ့တစ်ပင်ကြီးပဲငါတို့တင်ရမယ့်နေရာလေးဒီနားမှာပဲဖြစ်စီ ကားကဖယ်သွားကြမှာလဲကွာ ငါတို့ဘယ်မှမသားပါဘူးခင်ဗျာဒီလိုနဲ့အဆန်း သမီးတို့နေဖို့အတွက်တခုခုစီစဉ်ပေးလို့ရမလားရဲ့အတူရွာထဲမှာလည်းရှာပြီးသွားပြီဘယ်လိုမှအဆင်မပြေလို့ အဲ့လိုဒီနေရာကိုခဏလာနေတာပါမနေ့ညလေးညနေဆောင်ဆိုလို့ဒီနေရာကိုမတွေ့ဘူးမျက်စိရှမ်းသွားတာအခုလေညနေဆောင်နေပြီဆိုတော့တားလို့အတွက်နေစရာထိုင်စရာတခုများစီစဉ်ပေးလို့ရမှာလို့ ညာလန်းတက်လက်ပြန်ပေါ်တယ်ပေါ်ပြီးရင်လည်းဒီရက်နေညမိရင်နားရင်စီးတယ် ဒီဘာတော့မကူညီနိုင်ဘူးကဘာလာအားချောင်းနေမှမသိဘူး ဒီနားမှာတော့အိမ်ရှိငါတို့တော့အိမ်မှာလိုက်နေဝေးကြီးရတော့ကျမပြောစီ ဟုတ်ကဲ့အတူသမီးတို့နေပါမယ်မလေးအိုးအန်တီ ဒီနေ့ပတ်မရှိမှဆိုတော့တော့လာပြီ ဟုတ်ကျေးဇူးတင်တော့အန်တီ ကားတို့ပရလောကကိုယုံကြလား ဒါပြီပြတော့မမြင်ရပြီဘာမှမရောဘူး ဟဲ့စကားတိုးပြီးပြောမနေနဲ့လေအတူပါပြောချင်တာလေဆိုတော့နောက်ဆောင်လိုက်အောင်မမြင်ရတဲ့ကမယုံဘူးဆိုရင်ဒီကောင်လေးပါသိနိုင်ရှိရဆိုဘာလို့မမြင်ရဘူးလဲဒါဆိုမရသိညာမရှိဘူးလေ မို့ခောက်ဆွဲပြုတ်ထားတယ်ညီချိုးတာပြီးအောင်စောင့်နေတာသူကဝင်းနေနေတော့လိုက်တော့ အဲ့တော့ဘုံကမယုံတာတဲ့သာလို့တိတိကျကျလေးကိုပြပြပါဦးလို့ တို့တို့ဒီပတ်ဝန်းကျင်ရလေအဆောက်အအုံတွေအများကြီးရှိတယ်အဲ့တော့သားတို့သွားတာလာတာနေတာထိုင်တာပြောတာဆိုတာအစအမားတွေပါမှာဆိုတော့တတိဝရိယနဲ့နေလို့တို့ကပြောကြတာအဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တာဝန်မြူနိုင်တဲ့ပြဿနာဖြစ်လာတယ်တော့ရှင်းရှင်းပဲပြောမယ်ဘယ်သူမှတာဝန်မြူနိုင်တဲ့ပြဿနာဖြစ်လာအဲ့ဒီအတွက်သားတို့လာတတိပေးတာတော့ပြောချင်တာဒါပဲတော့ပါ အတူ
အဲ့ဒါဆိုရင်သမီးတို့ဘာတွေဆောင်ရွက်ရှင်ရှိတယ်ဆိုတာပြပြပေးပါလိုက်ပြီးတော့တို့နာမည်ကရော တော့နာမည်ကဒေါ်မက်စစ်သမီးတို့ဒီမှာတွေ့တာမြင်တာမှန်တယ်မရဘူးမထိနဲ့မတို့နဲ့မယူနဲ့အဲ့ဒါဆိုလို့ရှိရင်သမီးတို့စောင်းရန်ရှောင်းရန်တွေအားလုံးပြည့်စုံတယ်နော်အဲ့ဒါဆိုတော့ပြခုနကတော့အားပြောရုပ်ရည်နေနော်ဒီဆုံးလိုက်ကြမဖြစ်စပင်းထားလိုက်တာ အာနင်ကလေတို့မရရုံးမတော့ကြည့်ရမှာပေါ့သူ့နေရာဆိုလို့လေသူလက်နေဝင်ပေါ့ငါတို့က သူ့ချိန်ငါချိန်လို့ငါတော့လုတ်ချင်လို့ ဟဲ့ဇောင်းဟုတ်ပြောနော် ခေါ်လာတာလည်းအောင်ကျော်လေးအဲ့ဒါ အော်ဟိုအရှိဆိုရောက်တော့မှာပါတော့ ဘယ်ရောက်မှာ ဒီနေ့ ခဏခဏသူချင်းမျိုးအဲ့တို့လည်းပါနေနော်ဒီနေ့လည်းတို့ပါပါတယ်လို့โอเคအေးဒါမျိုးလားဟာအယုတ်ကလေးပရင်းနဲ့ခလေးဖြစ်နေ ဟဲ့ရှင်းစလက်စမလုံးနဲ့လေဒိုးမေးစိမလာမေ့သွားပြီလား ငါမမေ့ဘူးအဲ့ဘွားတော်ကြီးပွားစီလို့မကြိုက်တော့ငါလုတ်ချင်တာလုတ်တာ ရင်းလို့မပြောနဲ့အဲ့ရှင်သူရှင်းတော့မလို့တောင်း ပြုတ်ဆုံးသူတို့ပြောတာမှန်တယ်မင်းမမြင်လို့မယုံဘူးဆိုတော့ပလလောကဆိုတာသူ့နဲ့သူ့နဲ့ရှိမှာပဲမင်းရှင်းစလက်စမလုံးနဲ့ပြီးတော့ဒီရုပ်ကဒီပင်ပေါ်ဘာလို့ရှိနေလဲဆိုတာငါတို့မသိနိုင်ဘူးလေကဲလာသွားကြမယ်လို့အောင်ကျော်မအိတ်သေးဘူးနော် ဟိုအေးခဏနေအိမ်မလို့ပဲအဲ့ဒါမင်းကိုရှိနေပဲဘယ်သွားမှာ ဟိုငါမမတင်လာချိန်တာ အာမင်းတို့ဟာလေအခုမှကြက်သမီးစားတွေလည်းမဟုတ်တော့ဘူးဘာလဲရှင်းတယ်လေဘာလဲနဲ့ကဲတော့ဝေးဒီမသွားနိုင်ဘူးနော်ဒါကိုနေရမဟုတ်ဘူး အေးပါမင်းမအိတ်သေးဘူးလား အဲ့မဲခဏနေဝင်လို့မငါလေး โอเคအဲ့ဒါပြီနော် အေး စောင့်နေကြပြီလား ကြာပြီလေ ဟိုကောင်အောင်ကျော်လေးမအိတ်သေးတော့ကျွန်တော်အခုထွက်လာတော့တွေ့လာတယ်အဲ့ဒါပြောပြီးထွက်တယ် ဒါနဲ့သူကမှမပြောရှင်းလို့ရတယ် ငါတို့ surprise တစ်ခုပါတယ် ဘာစပိုက်လဲဟဲ့ဇောင်းမိသားစုယူလာတယ် ဟိုမမလည်းတွေ့လာနဲ့ဆိုးတော့မှာမမနဲ့လိုက်လို့ယူလာတဲ့ဟာမမလည်းကျွန်တော်ဝတ်ပေးမယ်နော်တွေ့လားမမနဲ့လာမမအသားရည်နဲ့လာ လာတာလေဒါမဲ့စက်ကတော့တမျိုးကြီးပဲ ပြောပြီဟိုအဖွားကြီးပြောတာမလားဘာမှစိတ်ထဲမသားဒါပေမဲ့တခုတော့ရှိတယ်အောင်ကျော်တို့မမှုတော့မတွေ့တဲ့ချိန်ပေါ့အခုစရန်လာလာယူမှာဘလုံးမဒါလေးသူတို့မတွေ့တဲ့ချိန် က
这黑蟹的嘛，我不。谁要好一点，谁就别打一下嘛。嘿，林啥哟？ မသိဘူးလေညလုံးရတူအဲ့တာမဟုတ်ဘူးလားမသိငါနဲ့တူအဲ့တာကြာနေတာပဲငါလာမင်း ဟဲ့အောင်ငါမအေးငါနဲ့ပဲအိမ်မှာ ဟာစတာပါကွာမင်းကလည်းအဖြစ်အတင်နေတယ် ကိုနော်ငါစားတာ ဟာမိုးပါလေကိုစတာပါကိုရင်ကျမဘုတ်တရားလေးရှိတာ ကဲနောက်ပြီးတော့လိုက်မယ်နော် တော်ဟာတင်လာပဲသွားတယ်ဟိုမင်းကလည်းအပြင်းသွားနေမှာပါကွာ ဖေးသွားရင်ငါတို့အကြောင်းကြားတော့မှာလေ အော်သူသွားတော့ငါတို့မနှိုးသေးလို့လေကွာမင်းကလည်း မနိုးသေးနဲ့အခုချိန်ဖုံးဆက်လို့ရတယ် အော်ခဏတော့စောင့်ကြည့်တယ်ပါသူပြန်လာမှာပါ လက်မလေးပလေးပလီနဲ့ဆိုမင်းယူလာမဟုတ်ဘူးလားမင်းဘာလို့ကိုလိုလောက်တာလဲကွာမင်းယူလာမင်းကြောင့်ပြစ်တာကိုလိုမင်းသားသိတယ်ဘာသူတန်းနေတော့ပါသေးတယ်မင်းသားတကယ်ကြီးငါပြတ်သားမယ်ကွာ呀！别放枪谁来过？走！放枪你枪都不能来过。呀！呀！呀！队长，妈，队长。我马上查的走！သွားပြီဒီကမလောက်တဲ့နေရာလောက်သွားပြီ ဒုက္ခပါပဲလာလာမဖြစ်နိုင်မဖြစ်အောင်နေနေလိုက်မယ်လား
သမီးအားလုံးပြန်ဖြစ်ပေးမယ်နော်သမီးပြန်ဖြစ်ပေးမယ်နော်သမီးနော်သမီးစိတ်ဆိုးနေလို့မြေကိုတားတယ်ပြန်ဖြစ်ပေးမယ်တိသမီးရဲ့လွတ်ချလိုက်ပါသူတို့ကသမီးကိုဘာမှမလုပ်နိုင်ပါဘူးသမီးရဲ့လွတ်ချလိုက်ပါနော်အချင်းမစစ်တဲ့ပွဲမှာသူတို့ကဘာမှမဆိုင်ပါဘူးသူတို့ဒုက္ခမပေးပါနဲ့အညိုးတွေလည်းမထားပါနဲ့တော့သမီးရဲ့နော်သမီးတို့နှစ်တည်းလည်းကြားခဲ့ပါပြီသမီးရဲ့နော်သမီးချင်းသူကတက်စားပေါက်သွားတာသူတို့ရောက်လာတဲ့လူတွေနဲ့ဘာမှမဆိုင်ဘူးလေသမီးရဲ့သူတို့ဒုက္ခမပေးပါနဲ့သမီးရဲ့နော်မေတ္တာမှန်ပါတယ်သမီးရဲ့ဒီရှောင်းမတန်နေရတယ်အရှိန်တန်နေတယ်သမီးရဲ့သမီးသူတို့လွတ်ချလိုက်ပါသမီးဒီချစ်သူကသမီးသက်သာပေါ်တော့သူတို့နဲ့မဆိုင်ဘူးသမီးရဲ့နော်သူတို့ကမှညှိုးထားပါတယ်သမီးရဲ့လွတ်ချလိုက်ပါနော်သမီးဒီနေကိုလေသမီးသက်သာလုပ်ပြပါမယ်သမီးရဲ့နော်သမီးသက်သာလိုက်ပါသမီးရဲ့သမီးအဲ့ဒါဆိုရင်အတော့သမီးပေါ့နော်အတော့သမီးလေးပါသမီးလည်းကန်ဆိုးကြတယ်သမီးရဲ့သူချက်စီကသူ့ကိုသစ္စာဖောက်သွားတော့သူကမခံစားနိုင်ပဲနဲ့သူ့ကိုသူတတ်နေလိုက်တယ်သမီးလေးကမကွဲနိုင်ဒါကြောင့်မလို့ကိုတိပြအောင်မှာသူကမြုပ်ထားတာအတော်လွမ်းတဲ့ခါလေးဆိုလို့ရှိရင်အဲ့ဒီအောင်သူကမြင်လာသမီးရှောက်ရမယ်တမယာခရီးရလေအစီအင်ချန်နေတဲ့သမီးရဲ့သမီးသူတို့တော့ချလိုက်ပါနော်။ညာအားလုံးတော့ချလိုက်ပါသမီးရဲ့တော့သမီးနေအောင်လေသမီးအားလုံးပြင်ဆင်ပြီးတော့စိတ်ချလက်ချနေပါသမီးရဲ့တော့သမီးတော့ချလိုက်ပါသမီးရဲ့တော့တင်စားငွေချင်းတို့တကယ်ကိုလာတော့ငါ2ယောက်တူတူလေဟာခုပြန်လို့မယ်ဆိုမှငါ2ယောက်တည်းပြန်တော့မှလားငါတို့တွေညီတို့တွေကိုတော့မမေ့ပါဘူးခါငါတို့တွေနှုတ်ဆက်ခဲ့တယ်နော်ဟောရပြန်တော့မှတို့လာနှုတ်ဆက်တာပါကားမော်သွားကြနော်ယူဆိုင်ပြီးသွားကြသွားလန်းတာလည်းလမ်းဖြောင်းကြပါအတူပြပြလို့တာတမီးတို့တွေပြင်ရတာပါတမီးတို့ကြုံနေရတာကအချီးမှာသစ္စာပေါက်တယ်ရတဲ့ကောင်မလေးပြန်နေတယ်မျိုးဆိုတော့တမီးတို့တွေကိုချင်းစာလို့ရပါတယ်အတူတို့အဆကအချင်းလွေးကင်းမိရတဲ့တောင်းပန်ပါတယ်တို့မကောင်းတဲ့လူလို့ထင်နေမိတို့စိတ်တွေပေါ်သားရဲ့တော့သမီးလေးကအဲ့ဒီအပင်ကြီးရဲ့အောက်မှာမြုပ်ထားတာဆိုတော့အတော်သမီးလေးကိုလွမ်းနေအဲ့ပြန်တော့ထိုင်ပါ
ဒီကတနည်းလေးမပေါ်နေရင်တော့တနည်းလေးနဲ့လူချင်းစင်တော့လေတော့တနည်းလေးတော့တရိယာ တို့အဲ့ဒါတော့တော်လဲဦးနော် ပြပြပါအောင်နော်အတူ ဒီမှာ60ခုရှိတယ်ရှိလားဒီနေ့ညဓာတ်ွက်မင်းရဆိုတော့ဒုံမစင်ညသူ့ရဲ့တမင်းညာလူစားသေးမယ်လို့ထင်တယ်သူကလေအောက်ထပ်ပညာသေးဆိုတော့လေသိလားဒါမျိုးပဲ အမရဲ့ဒိုမစင်းကိုမလသုံးမျိုးမရှိဘူးလို့တော့မလုပ်ပါနဲ့မရဲ့ဒိုမစင်းရဲ့တည်င်းကဘာမှမကြားဘူးဘူးနော်ညီမဟာ မင်းကြီးကပါတိလို့တော့ဟိုတယ်လောကသူ့တမီးဟိုတယ်လောကတည်တဲ့လောင်းလေသူ့တမီးတည်တဲ့နေရာမှာအစားထိုးပြီးတမြုပ်ထားလို့ကြားတယ် မမန်ဟာဒီကောင်ကတော့မှာမမြင်တော့ရှိတော့ဘူး အမေစမ်းနေလိုက်တော့ အေးညွှန်နေနေပါဆက်တယ်တော့နော် ဟာဘာလို့ငါတို့မှာတော့မမြင်တာပဲဒီကောင်ဟာ